အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့အရေးကြနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးခြင်းလို့ပါအရေးကြဆိုတဲ့နေရာမှာကျွန်တော်ဖုန်းတို့ကွန်ပျူတာတို့ပေါ့နော်အဲ့လိုမျိုးနဲ့ဝယ်ယူခြင်းနဲ့ပတ်သက်ပြီးတော့ဆိုလိုတဲ့အရေးကြတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့အရေးကြဆိုတဲ့အကြောင်းပြောတဲ့ချိန်မှာကျွန်တော်အပိုင်းတွေခွဲပြီးပြောချင်တာပေါ့နော်နံပါတ်1ကအရေးကြကအတိုးဘယ်လောက်ပေးရလဲသူ့ရဲ့အတိုးပုံစံဘယ်လိုရှိလဲတခြားဟာတွေနဲ့ရှင်းလိုက်ရင်ဘယ်လိုရှိလဲပေါ့နော်အဲ့ဒါအတိုးကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်တကယ်လို့အရေးကြကိုဝယ်သင့်လားမဝယ်သင့်ဘူးလားဘယ်လိုအချက်တွေပေါ်မှာမူတည်ပြီးဆုံးဖြတ်ရမလဲအဲ့ဒါတစ်ချက်ပေါ့နော်အဲ့လိုမျိုးပြီးတော့အရေးကြဝယ်မယ်ဆိုရင်ဘာတွေလိုအပ်လဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ကျွန်တော်အကြမ်းမြင်လေးကျွန်တော် knowledge sharing လေးလုပ်ပေးချင်တာပါကျွန်တော်ရဲ့ team user ချက်တွေလည်းပါတာပေါ့နော်အဲ့ဒါဆိုတော့လေကျွန်တော်ကအခုနံပါတ်1ပေါ့နော်အရေးကြဝယ်မယ်ဆိုရင်အတိုးဘယ်လောက်ကျလဲပေါ့နော်အတိုးကတော့ကျွန်တော်တို့အကြမ်းမြင်တွက်ချက်လိုက်တာအရေးကြနဲ့ဝယ်မယ်ဆိုရင်ကျွန်တော်အတိုးက 5% လောက်ကျပါတယ်ခင်ဗျ5% ဆိုတော့အခုအပြင်မှာဆိုကျွန်တော်တို့ရွှေနဲ့ရွှေပေါင်ပြီးတော့သွားပေးမယ်ဆို3ချက်ဒိုးလောက်ပေးရတယ်ပေါ့နော်ရက်ွက်ထဲမှာလက်မဲ့သွားချီးမယ်ဆိုတော့10ချက်ဒိုး20ဒိုးအဲ့ဒါတော့သူတို့ဘောင်းစုံပေါ့နော်သတ်မှတ်ချက်နဲ့သတ်မှတ်ချက်ပါအဲ့တော့အရေးကြတူကတော့ဘာဖြစ်လဲဆိုတော့ तू ကနေထန်ကြောင်းထောက်ခံစာတစ်ခုပြပြီးတော့အလုပ်ရှိုံနဲ့ तू ကဘာရမလဲဆိုတော့9ချက်တူအဲ့တော့နဲတာများတာတော့အဲ့ဒါကိုယ့်အကိုဝေဖန်ပိုင်းခြားပေါ့နော်ဒါကတော့ကျွန်တော်အတိုးနဲ့ပတ်သက်ပြီးတော့ဘလောက်ကြလဲဆိုတဲ့ဟာမျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပထမကနေဦးပြောခြင်းဖြစ်ပါတယ်ဒုတိယကဒီဟာဝယ်သင့်လားမဝယ်သင့်လားဆိုတော့ပုပ်ပွင့်လင်းလင်းပြောရင်ကျွန်တော် emotional buying ပေါ့နော်ဘယ်လိုပြောရမလဲကိုယ့်ရဲ့စိတ်ခံစားချက်လိုချင်တက်မှတ်မှုတစ်ခုနဲ့ကြောက်တော့ဒီအရေးကြရုံကျွန်တော်မဝယ်စေချင်ဘူးဘာဖြစ်လို့ဆိုတော့ဒီစက်ပစ္စည်းဆိုတာလည်းဝယ်လိုက်ပြီးရင်အမြဲတမ်းတန်မိုးတွေရော်သွားတာပဲလေဖုန်းပဲဝယ်ကွန်ပျူတာပဲဝယ်10သိန်းနဲ့ဝယ်လိုက်ရင်နောက်နေ့မြတ်သွားရောက်9သိန်းလောက်ဝယ်ရမယ်အဲ့ဒါစက်ပစ္စည်းတွေကအဲ့လိုပဲအဲ့တော့တကယ်လို့မလိုအပ်ရင်မဝယ်ပါနဲ့ဥပမာလူချင်းတက်မှတ်မှုတို့ဟန်ပြသက်သက်တို့ကြွားလုံးထုတ်ဖို့လောက်နေတော့ဒီအရေးကြကိုကျွန်တော်မဝယ်စေချင်ဘူးဘာဖြစ်လဲဆိုတော့အရေးကြဝယ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီအတိုးတွေကိုပေးရတော့မယ် service charges တွေပေးရတော့မယ်သိရမလားအဲ့တော့ကို့မှာဝန်တစ်ခုထိုင်ရတာပေါ့လေအဲ့တော့ဘလို့ဟာမျိုးဆိုဝယ်သင့်လဲဆိုတော့ကျွန်တော်ကတကယ်ကို့အတွက်လုပ်ငန်းအတွက်တကယ်လိုအပ်နေတာလားကို့လုပ်ငန်းမှာမရှိမဖြစ်ကိုယ့်ရဲ့ skill တွေကိုတိုးတက်ဖို့အတွက်ကိုယ့်ရဲ့သင်ယူလေ့လာဖို့အတွက်ဒီဟာတွေကလိုအပ်နေတာလားကိုယ့်ရဲ့ career အတွက်လိုအပ်နေတာလားအဲ့ဒါမျိုးဆိုရင်တော့ဝယ်ကျွန်တော်ကအားပေးတယ်ဘာလို့ဆိုတော့အဲ့ဟာကြရင်ကျွန်တော်တို့ကငွေကြေးကကိုယ့်စီမှာ10သိန်းရှိနေလဲ10သိန်းလို့ဝယ်လိုက်ရင်တစ်လလုံးငတ်ခံမဲ့စာ3သိန်းလောက်ပေးပြီးတော့ဝယ်လိုက်ဒါပေမဲ့အဲ့ဟာကနေပြီးတော့ကျွန်တော်ပတ်စံပြန်ရှာလို့ရမဲ့လုပ်ငန်းဖြစ်ဖြစ် career တစ်ခုခုကိုထောက်ပို့ပေးမဲ့လုပ်ငန်းမျိုးဖြစ်ဖြစ်ဒါမှမဟုတ်ပညာရေးအတွက်ပဲဖြစ်ဖြစ်အဲ့ဒါမျိုးကိုအတွက်တကယ်သုံးဝင်မယ်ဆိုတော့ကျွန်တော်ကဝယ်တကယ်လို့ခုနလိုမျိုး emotional buying နဲ့ဆိုတော့ကျွန်တော်တော့မဝယ်နဲ့ဘာလို့ဆိုတော့အမြဲတမ်းဖုန်းတွေကွန်ပျူတာတွေကဈေးကကျပြီးတော့ဒီအတိုးတွေကိုလားစင်လားတင်ထမ်းရမယ်ဆိုတော့မလွယ်ဘူးပေါ့နော်အဲ့ဒါတော့ကျွန်တော်ကဒုတိယအနေနဲ့ကျွန်တော်ကထင်မြင်ယူဆချက်ပေါ့နော်တတိယတစ်ချက်ကတော့ကျွန်တော်တို့ကရစ်ကြဝင်ဘာတွေယူလိုလဲဆိုတော့ကျွန်တော်တို့ကတကယ်တမ်းတော့ပို့ဝေလင်းလေးပြောရမယ်ဆိုတော့ဒီအလုပ်တစ်ခုရှိရမယ်ပြီးတော့မှတ်ပုတ်တင်အိမ်ထောင်စုစီးရင်ရနေထိုင်ကြောင်းထောက်ခံစာပေါ့နေထိုင်ကြောင်းထောက်ခံစာဆိုတဲ့နေရာမှာရက်ွက်ထောက်ခံစာလည်းရတယ်ဒါမှမဟုတ်မီတာပင်အိမ်ထောင်စုစီးရင်တရားရမီတာပင်စာရွက်ဖြစ်ဖြစ်အဲ့ဒါမျိုးပါရင်တော့သူကထုတ်ပေးပါတယ်အဲကြောင့်မို့လဲဆိုတော့ 5% ယူထားပါတော့เนาะဘာလို့သူတို့ဘက် channel သူတို့ risk ကိုသူတို့တွက်ပြီးတော့ယူထားပါတော့เนาะအဲ့တော့ကျွန်တော်ဒီအတိုးနဲ့ပတ်သက်ပြီးတော့နေချင်းများချင်းကိုကျွန်တော်မပြောချင်ပါဘူးเนาะအဲ့တော့ကျွန်တော်နှိမ့်ချုပ်မယ်ဆိုရင်အတိုးကတော့ 5% ရှိတယ် emotional buying ဆိုမဝယ်နဲ့ကို career development လုပ်မယ်ဆိုရင်ဝယ်ကိုအတွက်အသုံးဝင်မယ်ဆိုရင်ဝယ်နော်လိုအပ်ချက်ကတော့ခုနလိုပဲနေထိုင်ကြောင်းထောက်ခံစာနဲ့ကျွန်တော်တို့ကဒီအလုပ်တစ်ခုရှိရင်ဒီဟာကဝယ်လို့ရပါတယ်အဲ့တော့ channel ဟာတော့ကိုယ့်ကိုစဉ်းစားပါတော့အဲ့ဒါလေးကိုကျွန်တော်မျှဝေပေးချင်တာပါအကုန်လုံးကျေးဇူးပါခင်ဗျာကျွန်တော်ပြောဖို့မေးခဲ့လို့လားစဉ်ပေးရမယ့်ပမာဏကိုယ့်ရဲ့ဝင်ငွေရဲ့20%ပို20%ထက်ပိုနေမယ်ဆိုရင်အရေးကြလုံးဝမဝယ်ပါနဲ့အဲ့ဒါဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်လာပါလိမ့်မယ်နော်ကျေးဇူးပါခင်ဗျာအကုန်လုံးအဆင်ပြေချုံးပေးကြပါစေခင်ဗျာ